အားလုံးပဲမင်္ဂလာပါမျိုးကြီး channel မှာကြိုဆိုပါရစေအခုကျွန်တော်လုပ်ပြပေးမှာတော့ကျွန်တော်တို့ PF5 ဒီမှာအဖြစ်များနေတဲ့ error လေးပေါ့ error လေးလို့လည်းမဟုတ်ပါဘူးဒါပေမဲ့အခုကျွန်တော်ကြုံရတဲ့ဟာလေးကိုပြချင်လို့ပါဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့ network တွေချိတ်တဲ့အခါကျရင်အဆင်မပြေဖြစ်တာပေါ့ဥပမာဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့တစ်ချက်လိုက်ကြည့်လိုက်အောင် setting ထဲကိုသွားတယ်ကျွန်တော်တို့ဒီ network ပေါ့နော်ကျွန်တော်ဒီမှာ fail နေတယ်ပေါ့ဒီလိုမျိုးတွေပါဖြစ်နေအဲဒီမှာ fail နေရပေါ့ခုလာတွေ့လိုက်တာမသိနော်အဲ့ဒါအခုဒီမှာကျွန်တော်ပြန်ချိန်မယ်နော်ချိန်ပြမယ်အခုဒါကျွန်တော်တို့ AN Wi-Fi ပေါ့ဟိုချိန်မယ်ခဏလေးစောင့်နေပါနော်အဲ့ဒီနေရာမှာဒီလို error မျိုးကြာလာလိမ့်မယ်အဲ့ခါကျရင်လူချင်းမင်းတို့အကုန်လုံးစိတ်ထဲမှာဘလို့မှတဘောမထားပါနဲ့အဲ့ဒီဟာကိုဖြည့်ရှင်းပေးပြမယ်ဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်လည်းတူထိုက်ကြည့်လိုက်ပါအဲ့ဒါကို okay နှိပ်လိုက်ပြီးရင်ကျွန်တော်တို့ဒီအောက်ကလေးကိုသွားလိုက်ဒီမှာ set up lam ဆိုတဲ့ဟာလေးတွေ့လာမယ်အဲ့ဒါကိုကျွန်တော်တို့ဘယ်ဟာနှိပ်ရမလဲဆိုတော့ controller ဒီကဟာလေးပေါ့ဒီခလုတ်လေးကျွန်တော်နှိပ်လိုက်အဲ့ဒါရောက်ပြီဆိုရင် scan network နဲ့ wifi ဟိုဟာဆိုတဲ့ဟာလေးရှိတယ်အဲ့ဒီမှာကျွန်တော်တို့ကအမြဲတမ်းဖြစ်တတ်တာက 5G ဆိုတဲ့ဟာလေးအမြဲဖြစ်နေအဲ့ဒါလေးကိုကျွန်တော်တို့ကဒီအပေါ်ကဟာလေးရောင်းပေးလိုက်ရောင်းပြီးတော့ okay နှိပ်လိုက်ပြီးရင်အဲ့ဒီ wifi ကိုပြန်ချိန်ကြည့်လိုက်ဟုတ်လားဒါဆိုရင်ကျွန်တော်တို့ချိန်လို့ရပါပြီ okay ရနော်ကဲအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ကြနဲ့နော်ကျေးဇူးအများကြီးတင်ပါတယ်